အားလုံးပဲမင်္ဂလာပါဗျ။ဒီဗီဒီယိုကတော့ကျွန်တော်တို့အနေနဲ့ Docker version သုံးထားတဲ့ web app တွေအထူးသဖြင့်ပေါ့နော်ကျွန်တော်တို့လေ့ကျင့်မဲ့ Docker Lab တွေကို Mac OS user တွေအတွက်ဘယ်လိုမျိုးသုံးရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ Dockerize version တွေမှာတော့ကျွန်တော်တို့ကဒီ Intel Mac တွေပဲဖြစ်စေနောက်ပြီးတော့ Apple Silicon ဖြစ်တဲ့ M series Mac တွေပဲဖြစ်စေပေါ့နော်ဘယ်ဟာမှမဆိုသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ Dockerize နော်ဒီ Docker အတွက်ဖန်တီးထားတဲ့ lab တွေကိုသုံးမယ်ဆိုလို့ရှိရင် Docker desktop ဆိုပြီးတော့ Google မှာ search လုပ်လိုက်ရပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာပေါ်လာတဲ့အတိုင်းပဲပေါ့နော် docker.com ရဲ့ link တွေကိုဝင်လိုက်မယ်ပေါ့ဆိုရင်ဒီမှာကျွန်တော်တို့က Docker download စာမျက်နှာလေးကိုတွေ့ရမယ်အဲ့တော့ဒီမှာ download Docker desktop ဆိုတဲ့နေရာလေးကိုနော်ကာဆာလေးရွှေ့လိုက်ရင်အခုလိုပေါ်ပါမယ်နော်အဲ့တော့ကျွန်တော်တို့က Apple Silicon ဆိုတာက M1 M2 စသည်ဖြင့်နော် M chip map တွေအတွက်ပြောတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒါက Intel နော်ဒီ Intel ရဲ့ chip တွေကိုသုံးပြီးတော့ဖန်တီးခဲ့တဲ့ MacBook တွေ Mac mini တွေစသည်ဖြင့်ပေါ့နော် Mac OS တွေအတွက်ဖြစ်ပါတယ်အဲ့တော့ဒီ AMD 64နဲ့နော် ARM 64ဆိုတာတော့တခြားဟောပေါ့ AMD 64နော်ဆိုတာကကျွန်တော်တို့ဒီပုံမှန် Windows system တွေအတွက်အဓိကရည်ရွယ်ပါတယ်နောက်ဒီကောင်ကတော့နော်ဒီ Apple Silicon chip လိုမျိုးပေါ့နော် ARM နေပေါ်မှာတင်ထားတဲ့ Windows system အတွက်ရည်ရွယ်တာဖြစ်ပါတယ်အဲ့ဒါတော့ Linux system အတွက်ဖြစ်ပါတယ်ဒါတော့ရှင်းပါတယ်နော်အဲ့တော့ကျွန်တော်တို့ကတော့အခုဒီမှာ Mac OS ကိုအဓိကထားမှာဖြစ်တဲ့အတွက် Mac OS နဲ့ပတ်သက်တဲ့ version ကိုကိုယ့်ရဲ့ computer ရဲ့နော်လိုအပ်ချက်လိုက် download ဆွဲလိုက်ရုံပါပဲအဲ့တော့ဒီမှာတော့ကျွန်တော်က download ဆွဲပြီးသွားပြီ file size က600ကျော်လောက်ရှိပါတယ် download ဆွဲပြီး install လုပ်တဲ့အခါမှာတော့ကျွန်တော်တို့ရဲ့ system ထဲမှာ 2.3 GB ဝန်းကျင်လောက်နေရာယူပါလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့သုံးလို့ရပါပြီအဲ့တော့ Docker သုံးလို့အဆင်ပြေမပြေဘူးဒီမှာကျွန်တော်တို့ Dockerize lab တစ်ခုစမ်းကြည့်လို့ရပါတယ်နော်အဲ့တော့ GitHub မှာကျွန်တော်ရဲ့ repo ထဲမှာဒါလေးရှိပါတယ်နော်ဆိုတော့ secretly lab ပေါ့ဟုတ်ပြီနော်အဲ့တော့ဒီ lab ကိုစတင်ဖို့အတွက်ပထမဦးဆုံးလိုအပ်တဲ့ file တွေကိုအရင်ဆုံးယူထားရပါမယ်အဲ့တော့ဒီမှာတော့ကျွန်တော်ကလွယ်အောင်လို့ status ကိုတခါတည်းပြောပြထားတယ်ပေါ့နော်ဆိုတော့ဒါတွေသုံးနိုင်ဖို့အတွက်ကျွန်တော်တို့ကအရင်ဆုံးမလုပ်ထားရမလဲဆိုတော့ခုနကတော့ကျွန်တော်တို့install လုပ်ခဲ့တဲ့ Docker app ကိုဖွင့်ဖို့လိုမယ်ပေါ့နော်စစစီးဖွင့်တဲ့အချိန်မှာလိုအပ်တဲ့အပိုင်းလေးတွေကိုတော့လုပ်ပေးရမှာပေါ့နော်အဲဆိုရင်ဒီမှာကျွန်တော်တို့ဖွင့်သွားပြီနော်အဲ့တော့ဒီနေရာမှာကျွန်တော်ကအကောင့်မဝင်ထားပါဘူးနော်ဒီမှာ sign in ဆိုတဲ့ခလုတ်ကြီးတွေ့ရမှာပါအကောင့်မဝင်ထားဘူးနော်ဆိုတော့ကျွန်တော်တို့ဒီမှာကြည့်အောင်အဲ့တော့ဒီ comment 3ချောင်းပါပဲနော်ဒီနေရာလေးကနေ copy ယူလိုက်မယ်ပြီးရင်ကျွန်တော်တို့က terminal မှာနော်အဲ့တော့ဒါကတော့ဘယ် operating system ဆိုတူပါတယ်နော် terminal မှာဒါလေးဒီ paste လုပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်လိုအပ်တဲ့ file တွေကိုသူက down မှာဖြစ်ပါတယ်နော်အဲ့တော့ဒါမျိုးပေးလာရင်ကျွန်တော်တို့က allow လုပ်ပေးရပါမယ်ဒါဆိုရင်သူကလိုအပ်တာတွေအကုန်လုံးကိုဆွဲသွားမှာပေါ့နော်အဲ့တော့ပထမအဆင့်မှာကျွန်တော်တို့ security lab ကို clone နေပြီးတော့နော်အဲ့ထဲကိုဝင်ပြီးတော့မှကျွန်တော်တို့က Docker compo ကိုသုံးပြီးတော့ base လုပ်မယ်ပေါ့နော်အဲ့ဒါ base လုပ်ဖို့အတွက်လိုအပ်တဲ့ဟာတွေကိုပထမဦးဆုံးအချိန်မှာ setup လုပ်တာဖြစ်ပါတယ်နောက်အချိန်တွေတော့မလိုတော့ပါဘူးအဲ့တော့ဒီမှာကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီအဆင့်တွေပြီးသွားရင်ဒါပထမဦးဆုံး setup တစ်ချိန်မှာပဲကြာတာပေါ့နောက်အချိန်တွေကြာရင်မကြာတော့ပါဘူးဆိုတော့နည်းနည်းလေးပြင်ကြည့်အောင်
လိုအပ်တာလေးတွေကိုကျွန်တော်တို့ set လုပ်ပြီးသွားတဲ့အချိန်မှာပေါ့နော်ဒီကျွန်တော်တို့က Docker image ကိုစပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်first time set လုပ်တဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ရဲ့ဒီ Debian image တွေကိုဒီ command တွေ run ဖို့လိုတယ် Debian ရဲ့ default source ဒီเนาะဒီဟိုပါ default source address တွေပိတ်ခံထားရတဲ့ ISP တွေပေါ့เนาะပိတ်ထားတဲ့ ISP တွေဆိုရင်ကျွန်တော်တို့က VPN လေးထည့်ပြီးတော့မှသုံးလို့ရမှာဖြစ်ပါတယ်เนาะအဲ့ဒီအချက်ကဒါကျွန်တော်တို့မှတ်ထားရမယ့်အချက်ပေါ့เนาะအဲ့တော့ဒီမှာကျွန်တော်တို့က Docker ဘေးလုပ်ဖို့အတွက်เนาะပထမဆုံးအချိန်မှာလိုအပ်တယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဒါအောင်မြင်သွားပြီဖြစ်ပါတယ်နော်အဲ့တော့အောင်မြင်သွားပြီဆိုတော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ် local host ဆိုတာလေးဖွင့်ကြည့်လိုက်ရင်ကျွန်တော်တို့ရဲ့ဒီ securely left ကိုသုံးလို့ရပြီနော်အဲ့တော့ဒီမှာပထမဆုံးအချိန်ကျွန်တော်တို့က setup နော်ဒီ database ကို setup reset လုပ်ပြရပါမယ်နော်ပြီးရင်ပြန်သွားလိုက်မယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ left ကိုစပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်နော်အဲ့တော့ left ကိုရက်တန့်ခြင်းနဲ့ stop လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ keyhead ထဲမှာပဲဟိုအောက်ဆုံးမှာနော် stop လုပ်တဲ့ command လေးထည့်ပေးထားပါတယ်ဒါလေး copy ကူးပြီးတော့ကျွန်တော်တို့ဒီမှာရက်လိုက်လို့ရပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာဖွင့်လို့ရမှာမဟုတ်တော့ပါဘူးနော်အဲ့တော့လုံးဝကျွန်တော်တို့ဒီကွန်ပျူတာကိုဒီကောင်ပေါ့နော် Docker ကိုကျွန်တော်တို့က auto start မပေးထားဘူးဆိုလို့ရှိရင်ကွန်ပျူတာ restart လုပ်ပြီးသွားတဲ့အခါပေါ့နော်ကျွန်တော်တို့ကဒီထဲကိုပြန်ဝင်လို့ရတယ်ခုနကတော့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒါ terminal ဖွင့်လိုက်တဲ့အချိန်မှာပေါ်လာတဲ့ပထမဆုံးနေရာပေါ့နော်အဲ့မှာကျွန်တော်က cd securely left ခုန clone လုပ်ထားတဲ့ထဲကိုဝင်လိုက်မယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့က docker compose down docker compose app နော် -d နဲ့ဘေးလုပ်လိုက်မယ်ပေါ့နော်အဲ့တော့ဒီတိုင်းသုံးကြည့်မယ်ဆိုရင်ကျွန်တော်တို့ရမှာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကနောက်ွယ်မှာ docker service ကိုမ run ထားလို့ပေါ့နော်အဲ့တော့ docker service ကို run ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ docker ကိုဖွင့်ဖို့လိုတယ်အဲ့တော့ဒီပေါ်လေးမှာကျွန်တော်တို့ docker background လေး run နေရပါပြီเนาะဒါပိတ်လိုက်လေရတယ်เนาะဒီမှာကျွန်တော်တို့ docker တင်မောပုံလေးပေါ်နေပြီဆိုရင်ရပါပြီเนาะအဲ့ဆိုရင်ကျွန်တော်တို့က docker compose เนาะဒီသုံးပြီးတော့ပေါ့ပြန်ပြီး start လုပ်လို့ရပါတယ်ဒီအတွက် building လုပ်တဲ့ process ကခုနလိုမကြတော့ဘူးလိုအပ်တာတွေအကုန်အသင်းရှိနေပြီသားဖြစ်တဲ့အတွက်မြန်သွားပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့ဒီမှာအသင်းဖြစ်သွားတာတွေ့ရမယ်အဲ့တော့ local host ကိုလည်းပြန်ဝင်လို့ရတယ်เนาะအဲ့ပြန်ဝင်ပြီးသွားရင်တော့ကျွန်တော်တို့ဒီလိုမျိုးကြီးထုံးစံတိုင်းเนาะတန်းပြီးတော့သွားလို့မရသေးပါဘူးเนาะအဲ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က service ကိုအကုန်လုံး start လုပ်လိုက်တဲ့အတွက်ပထမဆုံးကျွန်တော်တို့ရဲ့ system ထဲမှာအတည်ယူထားတဲ့ database မဟုတ်တဲ့အတွက်ပေါ့နော် setup reset ကိုပြန်လုပ်ပြရပါမယ်အဲ့ဒါပြီးသွားရင်တော့ကျွန်တော်တို့ဒီမှာခုနဖွင့်လို့မရတဲ့ဟာလေးရသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီလိုမျိုး Docker နဲ့ပတ်သက်တဲ့ left တွေကို Apple Silicon Max နော် M1 M2 စသည်ဖြင့် M series chip နဲ့သွားတဲ့ laptop တွေမှာရောနော်ကွန်ပျူတာတွေမှာရောပေါ့သုံးလို့အဆင်ပြေသွားမယ်တခြားဟာတွေမှာလည်းအဆင်ပြေသွားမှာဖြစ်ပါတယ်နော်ဆိုတော့ဒါကိုယ့်ရဲ့ local ထဲမှာသုံးတာဖြစ်တဲ့အတွက်ပြဿနာလည်းမရှိဘူးပေါ့နော် okay အဲ့တော့ကျွန်တော်တို့အဲ့လိုမျိုးသုံးနိုင်အောင်လို့နောက်ပိုင်းမှာတခြားဒီ web left တွေကိုအခုလိုမျိုးပုံစံနဲ့ support ပြီးသွားပါမယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာတော့ကျွန်တော် Linux user တွေအတွက် Docker ကိုဘယ်လိုသုံးရမလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးသွားပါမယ်အားလုံးပဲ thank you